success က talent ရှိတဲ့လူတွေစီကိုသွားတာမဟုတ်ပါဘူး success က attitude မှန်တဲ့လူတွေစီကိုသွားတာပါတချို့လူတွေကသူတို့မှာပညာလည်းတော်တယ် skill လည်းရှိတယ်ဒါပေမဲ့သူတို့ opportunity တွေ lose ဖြစ်ကြတယ်ဆိုတာကသူတို့ attitude မမှန်လို့ပဲဖြစ်ပါတယ်ဘာကြောင့်မလို့ right attitude အကြောင်းပြောတာလဲဘာဖြစ်လို့လဲဆိုတော့ Agnes ကကိုယ်တိုင်တွေ့ကြုံခဲ့ရလို့ပါ Agnes right attitude မရှိခဲ့တဲ့အတွက်ကြောင့်မလို့ opportunity အများကြီး lose ဖြစ်တဲ့ဥစ္စာကို Agnes sharing ပြန်လုပ်ပေးမှာပါ right attitude ဆိုတာဘာလဲ right attitude ဆိုတာမှန်ကန်သောစိတ်နေစိတ်ထားကိုပြောတာပဲဖြစ်ပါတယ်အဲ့တော့မှန်ကန်သောစိတ်နေစိတ်ထားဆိုတာကဘယ်လိုမျိုးတွေလဲပြောတာဆိုတော့အမှားလုပ်မိရဆိုရင်ကိုအမှားလုပ်မိရဆိုရင်ကိုတာဝန်ယူမှုရှိရမယ်နောက်တစ်ခုကအလုပ်တစ်ခုခတ်တာနဲ့ကိုကရက်သွားတာမဟုတ်ပဲနဲ့မငြင်းညူပဲနဲ့ဒီကောင်ဒီအလုပ်ကိုဘယ်လိုဆက်ပြီးတော့အောင်မြင်အောင်လုပ်ရမလဲဘယ်လိုမျိုးမှန်အောင်လုပ်ရမလဲဘယ်လိုမျိုးသင်ယူရမလဲဒီဟာမျိုးတွေကိုပြောတာဖြစ်ပါတယ်အဲ့တော့ဥပမာပေးရမယ်ဆိုလို့ရှိရင်ကျောင်းသားဆိုလို့ရှိရင်သင်ယူခြင်းတဲ့စိတ်ရှိရမယ်ဥပမာကိုကအလုံးလုံးနေတယ်စေးဆံမာကတင်ဆိုလို့ရှိရင်ကိုကလူတွေနဲ့စကားပြောတဲ့ခြင်းစိတ်ရှိရမယ်သင်ယူခြင်းစိတ်ရှိရမယ်သူတို့ဘာလိုအပ်နေလဲကိုကဖြည့်ဆွတ်ပေးရမယ်နောက်တစ်ခုက digital marketing လုပ်နေပြီးတော့ကိုကသင်ယူခြင်းစိတ်မရှိဘူး editing လုပ်ချင်စိတ်လည်းမရှိဘူးကိုကဒီကွန်ပျူတာသုံးချင်စိတ်လည်းမရှိဘူးအဲ့ဒါဆိုလို့ရှိရင်ဒါ right attitude နဲ့ right job ဆိုတာဒါမှားနေတာဖြစ်ပါတယ် mouse man ကိုပြောရတဲ့ဆောင်းပုဒ်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် success ကအမြဲတမ်း perfect person ကိုမရှာပါဘူး ready ဖြစ်တဲ့ mindset ကိုရှာတာပါ attitude မှန်တဲ့သူက problem တစ်ခုကို lesson လို့မြင်ပါတယ် rejection ကို direction လို့မြင်ပါတယ်ဒါကြောင့်မို့ဒီနေ့ကစပြီးတော့ကိုယ့်ရဲ့ attitude ကိုပြင်ပါတာဝန်ယူပါလေးလာခြင်းစိတ်ရှိပါသင်ယူခြင်းစိတ်တွေရှိပါအကယ်၍ကိုက right attitude ရှိခဲ့တယ်ဆိုလို့ရှိရင်ကိုယ့်ဘေးနားမှာ right person right opportunity တကယ် success အောင်မြင်မှုတွေရလာပါလိမ့်မယ်